မင်္ဂလာပါစာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်ပြီဒီကောင်းစေပေါ့ဒီကောင်းစေကတော့ဓမ္မရဒေါက်တာရှင်ကုမာရရဲ့ဒါကျောင်းတိုင်းဓမ္မရဝါဆိုကျောင်းတိုင်းကြီးကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်တွေထဲမှာပါတယ်ပေါ့အဲ့တော့ကျိုးရဲ့ငယ်ဘဝဓမ္မရမှာပေါ့ဓမ္မရဝါဆိုကျောင်းတိုင်းမှာပညာသင်ခဲ့ရတယ်အဲ့တော့စာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်ပြီဆိုတော့ရည်ရွယ်ချက်ကကိုယ်နဲ့တော်ကိုက်နေတယ်စာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်စီအဲ့ဒီတကြွမြရန်ပေါ်ထွက်လာနိုင်စီအဲ့ဒါတွေပေါ့အဲ့နှစ်ချက်ကတော့ကိုလုံးဝကြိုက်တဲ့ရလာတယ်အဲ့တော့စာရေးရစာရေးဖတ်တယ်ပေါ့ဓမ္မကမှာစိတ်ဆန်းရတနာစာကြည့်တိုင်းဆိုတာရှိပါတယ်အခုတော့ငလင်နဲ့ပြိုသွားတယ်ဒါပေမဲ့အဲ့စာကြည့်တိုင်းကိုငလင်အမှတ်တရအနေနဲ့ဒီတိုင်းပဲထားမယ်လို့တော့ပြောတယ်အဲ့ဒါကိုလည်းရိုက်ပြပြီးပါစာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်စီအခုခေတ်မှာစာရေးရတဲ့သူတော့ရှားပါတယ်လူတိုင်းစာရေးရတယ်ဒါပေမဲ့လူတိုင်းစာမရေးတော့လူတိုင်းစာဖတ်တတ်တယ်ဒါပေမဲ့လူတိုင်းစာမဖတ်တတ်ဘူးဘာလို့လဲဆိုတော့လူတိုင်းစာဖတ်တတ်တယ်ဆိုတာလူတွေစာအုပ်ကြည့်ရဖတ်တယ်ဒါပေမဲ့အဲ့ဒါတော့ဖတ်တာတော့ဖတ်တတ်တယ်စလုံးပေါင်းတွေပါဖတ်တတ်တယ်ဒါပေမဲ့လူတိုင်းအဲ့စာအုပ်ရဲ့အဓိပ္ပာယ်ကိုနားလည်အောင်ဖတ်တတ်ဘူးစာရေးတယ်လူတိုင်းစာရေးတတ်တယ်ဒီစာရှင်စာရေးတတ်တယ်ဒါပေမဲ့လူတွေကိုဘယ်လိုနားလည်အောင်စာရေးမလဲဆိုတာလူတိုင်းစာမရေးတတ်ဘူးအဲ့ဒါတွေရှိတယ်အဲ့ဒါမို့စာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်တယ်ကိုတို့ကြပြားတွေပါလေဆိုတာတော့ကြပြားကြီးကတချို့သာသနာကွယ်ကျောင်းတွေပါလို့ပြောကြတယ်ကိုတယောက်တည်းအတွက်နဲ့ခွေးဟောင်းတယ်ပေါ့ခွေးဟောင်းတဲ့အခါကိုယ်ဟောင်းတာကိုယ်ဟောင်းတာဖြစ်တဲ့အတွက်ကိုယ်ပတ်ဝန်းကျင်ကိုလည်းခွေးဟောင်းလို့မျိုးအေးမပြည့်စေချင်အဲ့ဒါမို့ခဲနဲ့ထားပေါက်ခြင်းဖြစ်ပါတယ်ကြပြားဆိုတာကပါဠိတော်တွေထဲမှာပါတဲ့ဂါထာပေါ့ဂါထာကိုမြန်မာပြန်နေဆိုရင်မြန်မာပြန်နေဆိုရင်ကြပြားပေါ့ဗျာအဲ့ဒါကိုဂါထာလို့ခေါ်တယ်ဂါထာနဲ့ကြပြားတွေဆိုတာကတော့ဒါသာသနာကွယ်ကျောင်းထဲမှာမပါဘူးဒါကိုလိုရေးတဲ့ကြပြားတွေဆိုရင်တော့ဒါသာသနာကိုညှိုးနှွမ်းစေတဲ့ပုံစံမျိုးတွေမပါဘူးအဲ့တော့စာရေးဆရာမြတ်တန်ကပေါ်ထွက်လာနိုင်ပြီဆိုတာအဲ့ဒီအကြောင်းအရာတွေရှိပါတယ်လူတိုင်းစာရေးတတ်တယ်ဒါပေမဲ့လူတိုင်းစာမရေးတတ်ဘူးလူတိုင်းစာဖတ်တတ်တယ်ဒါပေမဲ့လူတိုင်းစာမဖတ်တတ်ဘူးချိုးဖြစ်ပါတယ်